Paisan shara namale Paisan pora pure day Savuri pa ni me tare jama yine tathewara Yerana khona paye ne moto kale si me seyera na male mimwe ma twa me kwe Yerana khona paye ne moto kale si me seyera na male mimwe ma twa me Apang dahaya mya yene kauna go ma sa me nano shi go me la ja yin tathewara go chama pyo pya lai ba me Yerana khona paye ne moto kale si me seyera na male mimwe ma twa me apang dahaya mya yene kauna go ma sa me nano shi go me la ja yin tathewara go chama pyo pya lai ba me ngwe lo jin yin ngwe phit ya me shwe lo jin yin shwe Hello, come your soul again. Say no, you say no, Tiame. Ain't no, ain't no. Chata, Bhagavado, Arahado, Dhamma, Dhambuddhata, Namo Tata, Bhagavado, Arahado, Dhamma, Dhambuddhata. Namo Tata Bhagavato Arahato Dhamma Sambuddhataဒီလာယူပြီးလို့ရှိရင်မြေနေကစာချုပ်ကိုထူထမ်းဖို့ပုံပြောစောရတယ်နော်အဲ့ဒီလာယူပြီးလို့ရှိရင်မြေနေကစာချုပ်ကိုဆရာတော်ကတတ်လူပါဆိုတော့ဖရာအမြတ်ဆုံးယရနာတရားအမြတ်ဆုံးယရနာသံဃာအမြတ်ဆုံးယရနာဟုဆိုအပ်သောယရနာတော်မြတ်သုံးပါးအပေါင်းတို့အားယုသေးမြတ်တို့လက်ဆုံမိုး၍ရှိခိုးပူဇော်ဖူးမြော်မှန်လျော့ကြောကြရသောကောင်းမှုကုသိုလ်ကံစေရနာရှုစံတဲ့ယရနာဖြိုးဝေကြောင်းတိုက်ဗုဒ္ဓမြတ်စွာသာသနာတော်မြတ်ကြီးအရှိခိုင်၍တည်တံ့ပါစေခြင်းအကျိုးငါသာသနာဝတ္တကမြေလူတန်းခြင်းကောင်းမှုအလှူတော်ထိုမြေပေါ်၌ရှုစံတဲ့ရွှေလီဟိန်းကုသိုလ်ပြည့်စေုံကြီးကိုဆောက်တော်လူတန်းရသောကောင်းမှုကုသိုလ်ကံစေရနာဤသို့ပေါင်းစုကောင်းမှုမင်္ဂလာကုသိုလ်ကံအဖျားဖျားတို့ကြောင့်ကောင်းမှုရှင်
ကိုလွန်သူဥဆောင်ဖို့သည်မြင့်မြတ်သောဘုံဘဝတို့၌ချမ်းသာဒုက္ခအပေါင်းတို့နှင့်ပြည့်စုံပါစေတည်းကောင်းမှုလူတော်ကိုကိုယ်တိုင်ကိုယ်ကြပြုလုပ်ကြသောရွှေလျင်ပွဲယုံတော်ပွဲနှင့်တကွမိသားစုများရောက်ရှိလာကြတဲ့တော်စင်များဓမ္မမိတ်ဆွေများအားလုံးဘေးရန်ခတ်သိမ်းကင်းငြိမ်းလို့ကိုယ်စိတ်နှပြကျမ်းမာကြချမ်းသာကြစီးပွားဥစ္စာများတိုးတက်ပြည့်စုံကြ၍ချမ်းချမ်းသာသာနေထိုင်နိုင်ကြချမ်းချမ်းသာသာသာသနာပြုနိုင်ကြ၍ချမ်းသာစေချမ်းသာမှန်းမြတ်နိဗ္ဗာန်ကိုလင်းမြန်စွာမျက်မှောက်ပြုလွယ်နိုင်ကြသည်ဖြစ်စေအဟံဗန္တေတိတရဏေနသဟပင်စသီလံဓမ္မံယာစာမိနုဂဟံကတဝါသီလံဒေထမေဗန္တေဒုတိယံပိအဟံဗန္တေတိတရဏေနသဟပင်စသီလံဓမ္မံယာစာမိနုဂဟံကတဝါသီလံဒေထမေဗန္တေတတိယံပိအဟံဗန္တေတိတရဏေနသဟပင်စသီလံဓမ္မံယာစာမိနုဂဟံကတဝါသီလံဒေထမေဗန္တေယမဟဝရမိတံဝတေထရွှေလီဟိန်စေယုံလူရန်ခြင်းကိုမြင်ကြကြားကြသိကြကုန်သူတွေဘေးရန်ကင်းကြပါစေစိတ်ဆင်းရဲကင်းကြပါစေကိုယ်ဆင်းရဲကင်းကြပါစေကိုယ်စိတ်နှဖျားချမ်းသာစွာဖြင့်မိမိတို့ခန္ဓာဝန်ကိုလွယ်ကူစွာဆောင်ရွက်နိုင်ပါစေအပမဒေနသဗ္ဗဒေထာကဲလိုက်ဆိုရှင်မြတ်ဖရာဥစံဘူးတော်ပွဲမိသားစုများဖြစ်ကြသောတပည့်တော်တို့ကသာသနာအရှိခန့်၍တည်တံ့ပါစေခြင်းအကျိုးငါရွှေစံတော်ရတနာဖြိုးဝေကြောင်းတိုက်သာသနာဝတ္တကတိုးချက်မြေအလှူတော်ကိုနှစ်ဧကအလှူတော်ကိုတန်ဃာတော်အရှင်မြတ်တို့ဤရှေးမောက်၌လှူဒန်းပါ၏ဗုဒ္ဓမြတ်စွာသာသနာတော်မြတ်ကြီးအရှိခန့်၍တည်တံ့ပါစေတည်းဤကောင်းမှုအလှူတော်ကိုလှူဒန်းပြုလို့ရသောဥစံဖူးလည်းမြင့်မြတ်သောဘုံဘဝတို့၌ချမ်းသာဒုက္ခအပေါင်းတို့နှင့်ပြည့်စုံပါစေတည်းကိုယ်တိုင်ကိုယ်ကြလှူဒန်းကြသောတပည့်တော်တို့လည်းဘေးရန်ကင်း၍ချမ်းသာကြပြီလျင်ချမ်းချမ်းသာသာနေထိုင်နိုင်ကြ၍သူတော်ကောင်းတရားများကိုအားထုတ်နိုင်ကြပြီလျင်မြတ်နိဗ္ဗာန်ကိုလင်းမြန်စွာမျက်မှောက်ပြုအပ်ပါလို၏အရှင်ဘုရားသာဓုသာဓုသာဓုမိသားစုအပေါင်းတော်ကောင်းတို့နဲ့ဒေတာပေါင်းတော်ကောင်းတို့ဘေးကင်းရန်ကအမြဲတမ်းဒီကောင်းကြီးခဏမင်္ဂလာတရားတော်ပြုဆောင်ပါစေခြင်းအကျိုးဟာသမထမဆိုင်မေတ္တာတို့ပရိသတ်တော်ကိုဘုရားတရားဒါရဏသုံးပါးကိုတော်များနေတယ်ကွာမေတ္တာရှိတာရှိမှုတော်မူကြပါရဲ့ယူသည်လေးမြတ်စွာစောက်ထားပါဘူးခင်ဗျာ
Damanda Sagawale du Adaragis Handu Devada Dadama Muni Razata Dunandu Daga Mokada Dhamma Dawana Kalo Ayam Badanda Dhamma Dawana Kalo Ayam Badanda Dhamma Dawana Kalo Ayam Badanda Namo Tata Bhagavato Arahato Sama Sambuddhassa Namo Tata Bhagavato Arahato Sama Sambuddhassa Namo Tata Bhagavato Arahato Sama Sambuddhassa Yata Nubhavato Yakhane Vata Tindi Pitana Yami Sewa Nuyo Santo Radindi Vamatandi Dong Dukanto Pade Tauto Sa Babangay Sinapatati Ewa Madi Gunu Bedam Paraidan Dam Panamahe Karaniya Mata Gutale Nayanda Tandam Padam Bitamisa Dago Usu Santu Usu Sadu Aso Sada Mudu Anadi Mani Tando Dago Sadu Barosa Abagay Sosa Tanlahu Gaudi Dandendariyosa Nibagosa Abagapo Kule Toa Nanu Gaito Nasa Koda Mazare Kaisi Yena Wenyu Pare Upa Oreyom Dukina Wa Kemi Naundu Tabatata Bundu Duki Dada Yekesi Bana Buddha Tatawa Tawara Wa Nawa Deda Tigawa Yewa Manda Misi Maradaka Nuka Tula Data wa yewa, data yewa, do de watandi, awe do de. Buddha wa tamboe diwa, tabata dabon to toki dada. Na barobara nigo veda, nadi menyeta katesi, nakaisi. Piaro dana badiga tenya ninya minyata doka meseya. Madaya dhaniya Buddha mayuta eka Buddha manurake. Evam Vidava Buddha Manatam Bhavaye Aprimanam Midinza Dava Lokatami Manatam Bhavaye Aprimanam Oda Dosa Didi Yensa Adam Badam Aweda Matapatam Dedan Sarani Dainawataya Noya Wadata Vida Medo Edan Tade Dedia Byama Medan Vihara Midamahum Dedan Zanu Bagama Tila Wadatane Natambano Kame Duinia Gerana Izado Gabatea Punaredi Idi Bido Bagawa Arandamatam Bodo Weza Sarana Tambano Dugado Loka Vidum Anodara Buri Dadama Darati Data Dewa Manotanam Bodo Bagawa Wakado Bhagava Dadamo Dadedigo Akaligo Ebadigo Paneigo Bisadam Varidavo when you hear Nobody Bano Bhagavato Tawagatango Usavade Bano Bhagavato Tawagatango Nyaya Bade Bano Bhagavato Tawagatango Tami Sabade Bano Bhagavato Tawagatango Yedidan Sadari Burida Yuga Neta Burida Bokalam Eda Bhagavato Tawagatango Ahuneo Bahuneo Tagineo Izali Karaniyo Anodaram Bonya Kidan Lokata Eon Bodan Tarandana Dhamma Tangin Sabeko Payawa Sambi Dadanwa Loma Hando Nahitadin Yadoni Medawa Mingalinsa Yosamana Boda Gunada Dado Babagaho Dotu Bina Agandam Poda Nuba Wena Winada Mindu Yandoni Medawa Mingalinsa Yosamana Boda Gunada Dado Babagaho Dotu Bina Agandam Dhamma Nuba Wena Winada Mindu Yandoni Medawa Mingalinsa Yosamana Boda Gunada Dato Babagaho Dotu Bina Akandam Danga Nuba Wena Winata Mindu
ဘဝတုသဗ္ဗမင်္ဂလာရခန္တုသဗ္ဗဒေဝတာသဗ္ဗဗုဒ္ဓ ानु ဘာဝေနတရာတုခိဘွန္တုတေဘဝတုသဗ္ဗမင်္ဂလာရခန္တုသဗ္ဗဒေဝတာသဗ္ဗဓမ္မာ ानु ဘာဝေနတရာတုခိဘွန္တုတေဘဝတုသဗ္ဗမင်္ဂလာရခန္တုသဗ္ဗဒေဝတာသဗ္ဗသံဃာ ानु ဘာဝေနတရာတုခိဘွန္တုတေမာတေဘွန္တုတရာယတုခိဒီဃာယုကောဘဝအဘိဝါဒနာတိလိတနေသံဥဒ္ဒပဇာယိနောသတ္တရောဓမ္မဝဋ္ဌံတိအာယုဘုရောသံမလံကဲဆရာတော်တန်ဃာတော်ရှင်မြတ်တို့မှာအနေအကင်းကြောင်းချမ်းသာကြောင်းကြီးပွားတိုးတက်အောင်မြင်ကြောင်းပရိတရားတော်များရွတ်ဖတ်တဲ့ဆယ်လို့ပြီးပါပြီဤနေရာဤဌာနမှာဗုဒ္ဓမြတ်စွာသာသနာတော်အရှိခိုင်၍တည်တံ့ပါစေခြင်းအကျိုးငါဥစံဘူးတော်ပွဲရွှေလီဟိန်ပွဲယုံမိသားစုတို့ကသာသနာဝတ္တကမြေနှစ်ဧကအလှူတော်ကိုရေဆက်သွန်းချပြီးတော့လှူဒန်းပါတယ်ဒီမြေပေါ်မှာပဲတန်ဃာတော်များရဲ့ဝေယဝဆကြီးငယ်ကိုဆောင်ရွက်နိုင်ပါစေခြင်းအကျိုးငါ၎င်းအရာလေးမျက်နှာအရာရှင်းမျက်နှာတို့မှပုဂ္ဂိုလ်တ attva မရွေးကျမ်းမာရေးအတွက်အထောက်အကူဖြစ်နိုင်တဲ့ရွှေစံတွေရွှေလီဟိန်းစေယုံတော်ကြီးဆောက်လုပ်ရ၎င်းလှူဒန်းကြမှာဖြစ်ပါတယ်အိန္ဒိယဣဌာနရောက်ရှိလာကြတဲ့ပုဂ္ဂိုလ်များအားလုံးဥစံဘူးတော်ပွဲရွှေလီဟိန်းပွဲယုံမိသားစုတို့ရဲ့ကုသိုလ်စေတနာတို့ကြောင့်ဘေးရန်ကင်းကြချမ်းသာကြပါစေဖြစ်ပေါ်လာမဲ့ရွှေစံတဲ့ရွှေလီဟိန်းပွဲယုံမိသားစုတို့ရဲ့အလှဖြစ်တဲ့ရွှေစံတဲ့ရွှေလီဟိန်းကုသိုလ်ဖြစ်စေယုံတော်ကြီးနဲ့ဆက်ဆက်ကြတဲ့ပုဂ္ဂိုလ်တွေဤစေယုံတော်ကြီးလာရောက်ကြတဲ့ပုဂ္ဂိုလ်တွေအားလုံးဘေးရန်ကင်းကြယောဂတွေကင်းကြအသက်ရှည်ကြချမ်းသာကြပြီးလင်မိမိတို့မိသားစုများနဲ့ချမ်းချမ်းသာသာရွှေလက်တွဲပြီးတော့ရာသက်ပံနေနိုင်ကြပျော်နိုင်ကြ၍မိမိတို့ရဲ့စီးပွားရေးလူမှုရေးကိစ္စများကိုချမ်းသာစွာဆောင်ရွက်နိုင်ကြပါစေဘုရားမြတ်စွာသာသနာတော်မြတ်ကြီးကိုလည်းပဲထောက်ပံ့နိုင်ကြတဲ့သူတော်ကောင်းတွေဖြစ်ကြပါစေလို့မင်္ဂလာအောင်ဩဘာနမိတ်ရှေးဥစွာတောင်းလောင်းလိုက်ပါတယ်အားလုံးချမ်းသာကြပါစေသာဓုသာဓုသာဓုကဲအားလုံးသာဓုခေါ်ကြသာဓု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 ဒီကောင်သာဓုခေါ်ကြအောင်တပေနဲ့ညောင်ရေလောင်းလိုက်ပါတယ်အောင်စေတတိအောင်စေတတိအောင်စေတတိသာဓုသာဓုသာဓုဝင်လာရင်မာတော့လှရုံပဲလှတာတော်ပွဲမှာမအောင်တော့တာပဲအောင်စေတတိနဲ့ကဲအလုံးသာဓုခေါ်ကြသာဓုသာဓုသာဓုနှစ်2569ခုမြန်မာဟောဟာကောဇာတက္ကရီ1389ခုပြာသူလာဇန်9ရက်နေ့ခရစ်နှစ်2025ခုဒီဇင်ဘာလ25ရက်မင်္ဂလာရှိ၍ကောင်းမြတ်သောချိန်ခါကာလသမယ၌မန္တလေးတိုင်းဒေသကြီးစင့်ကိုင်း80နဲ့ရတနာဖြိုးဝေကျောင်းတက်ကြီးအတွန်း၌ဘုရားမြတ်စွာသာသနာတော်မြတ်ကြီးအရှိခန့်၍တည်တံ့ပါစေခြင်းအကျိုးငါဥစံဘူးကျောင်းတရားကာကြီးဥစံဘူးကျောင်းအမကြီးဒေါ်ပွဲရွှေလီဟိန်းပွဲယုံမိသားစုတို့ကသာသနာဝတ္တကရေနဧကအလှူတော်ကိုလှူဒန်းခြင်းအခမ်းအနားအစီအစဉ်များနှင့်တကွာထိုသာသနာဝတ္တကရေပေါ်၌သံဃာတော်များရဲ့ဝေယဝဆကိုဆောင်ရွက်နိုင်ရန်အလို့ငါရွှေစံတဲ့ရွှေလီဟိန်းကုသိုလ်ဖြစ်စေုံကြီးကိုဆောက်လုပ်လှူဒန်းခြင်းအရာလေးမျက်နှာအရာရှိမျက်နှာမှလူသားအလုံးတို့ရဲ့အကျိုးကိုတည်ပို့ဆောင်ရွက်နိုင်ပါစေခြင်းအကျိုးငါရွှေလီဟိန်းစေုံကြီးဆောက်ရလှူဒန်းရန်ပဏ္ဍတင်မင်္ဂလာကျင်းပခြင်းအခမ်းအနားအစီအစဉ်ဖြစ်ပါတယ်ဤခမ်းနားဤအစီအစဉ်၌ကျောင်းမဲမြို့တတ်တော်ရှိစိန်နာမုန်းဆရာတော်ဘုရားကြီးအမှုထားပြီးသံဃာတော်အပါ150တို့ကပရိတရားတော်များရွတ်ဖတ်တဲ့ဆဲလို့ပြီးပါပြီမင်္ဂလာပေါင်းနဲ့ပြည့်စုံတဲ့အချိန်ခါကြီးလည်းဖြစ်ပါတယ်မိမိတို့ပြုလုပ်တဲ့ကောင်းမှုတွေကုသိုလ်တွေကြောင့်ဘေးကနေကင်းတဲ့ကင်းကြယောဂတွေကင်းတဲ့ကင်းကြအသက်ရှည်တဲ့ရှည်ကြချမ်းသာတဲ့ချမ်းသာကြပြီးလေချမ်းချမ်းသာသာနေထိုင်နိုင်ကြ၍ချမ်းသာစေချမ်းသာမှမြတ်နိဗ္ဗာန်ကို
လေးမြန်စွာမျက်မှောက်ပြုလွယ်နိုင်ကြတဲ့တော်ကောင်းတွေဖြစ်ကြပါစေရွှေလီဟိန်ပွဲယုံဥစ္စာဘူးတော်ပွဲရွှေစံွယ်တန်တိမုခအဓိပတိဆွမ်းသားเจ้าကြီးရဲ့အကြောင်းတာရကဥစ္စာဘူးရွှေစံွယ်ရွှေလီဟိန်တန်တိမုခအဓိပတိဆွမ်းသားเจ้าကြီးရဲ့အကြောင်းအမှားကြီးဖြစ်တဲ့တော်ပွဲမိသားစုတို့ကသာသနာဝတ္တကသာသနာမြေကဘာတီတွေတည်ရှိစေရန်လှူဒန်းတဲ့အလှူဒီသာသနာဝတ္တကမြေနဲ့ပတ်သက်ပြီးတော့လှူဒန်းကြတဲ့နေရာမှာရှေးဆရာတော်ကြီးတွေပြောသွားတဲ့စကားရှိတယ်ကဘာအဆက်ဆက်တည်မဲ့အလှူကြီးဖြစ်တယ်ပေါ့နော်ဒီလူကြီးကဒီကဘာအဆက်ဆက်လှူဒန်းတဲ့အလှူကြီးကိုလှူဒန်းထားတဲ့ပုံကိုယ်တွေဟာတန်နေရာလဲလို့ဒီနေရာမှာတစ်ပတ်ပြန်ရောက်လို့ရှိရင်ကဘာမြေကြီးကဒီနေရာဟာတင်တို့အလှူပြုထားတဲ့နေရာဆိုပြီးတော့အတိမတ်ပြုတတ်တယ်တဲ့ပြောမယ်ဆိုတော့ရှင်ကျက်သိမွန်းချင်းထလာပြီးတော့ဒီနေရာမှာအဲ့ဒါပီတိတွေဖြားလာပြီးတော့ချမ်းသာသလိုငြိမ်းအေးသလိုခံစားရတတ်တယ်တဲ့အဲ့ဒါတော့တန်နေရာတစ်ပတ်လဲကြမယ်ဆိုလို့ရှိရင်နိဗ္ဗာန်မရသေးဘူးဆိုလို့ရှိရင်ဒီနေရာပြန်ရောက်လာတယ်ဆိုလို့ရှိရင်အဲ့ဒါဒီနေရာကြီးဟာဥစ္စာမှုတော်ပွဲမိသားစုတို့သာသနာတော်ကိုလှူထားတဲ့မြေနေရာကြီးဖြစ်တယ်ဆိုတာကိုမြေနေရာကြီးကအဲ့ဒါတင်တို့ငါတို့ကိုဖရာတရားသံဃာယရဏမြတ်သုံးပါးကိုတင်တို့ရဲ့ချွေးနှဲစာများနဲ့ရင်းနှီးပြီးတော့လှူဒန်းခဲ့မှုတယ်ဆိုတဲ့အကြောင်းကိုမြင်ရလဲအဲ့ဒါအချက်ပြတတ်တဲ့အချက်ပြတတ်တဲ့နော်ဒါကြောင့်ကဘာမှာကိုနဲ့ဆက်ဆက်တဲ့နေရာကြီးတနေရာပေါ့နော်ဒါမြေလှူเจ้าမြေအလှူကိုလှူဒန်းမှုသွားပြီဆိုတာဒါဝမ်းပန်းတတာတာဖြစ်နေပြီတော့သာသနာတည်မဲ့အလှူကြီးကိုငါတို့မိသားစုဝမ်းပန်းတတာလှူရပြီငါတို့မိသားစုဝမ်းပန်းတတာလှူရပြီဆိုပြီးတော့ပြောမပြနိုင်တဲ့ဝမ်းသာမှုတွေပီတိမှုတွေဖြစ်ရမယ်အဲ့ဒါဒီအလှူတွေကိုလည်းပဲဒကာကြီးဥစ္စာမှုကိုလည်းအမျှဝေးမယ်အကြောင်းဆောင်နဲ့တည်းဟုတ်တယ်မလားယုတ်ကစိုးတွေဘုံမစိုးတွေအာဂတစိုးတွေရွာဆောင်နဲ့တည်းအစရှိတဲ့နတ်မြတ်နတ်ကောင်းနတ်အပေါင်းတို့နဲ့တကွာလာသမျှကြားသမျှမြင်သမျှပုဂ္ဂိုလ်တ attva တို့ကိုလည်းအမျှဝေးမယ်ဒီအမျှတွေရပြီးတော့ချမ်းသာကြပါစေပေါ့ခုဒီမြေကြီးပေါ်မှာရွှေစံရွှေလီဟိတ်ဂရင်20ဆန့်ဆေးရုံကြီးကိုဆောက်လုပ်ထူထောင်မှာဖြစ်ပါတယ်လွန်ခဲ့တဲ့15နှစ်ကျော်နှစ်20ဝန်းကျင်လောက်ကဒါရင်းမပင်မြို့နယ်စင်ထဲမှာလည်းပဲဒီလိုပဲရွှေစံတွေဓမ္မတရကုသိုလ်ကြီးဆေးရုံကြီးတေုံဆောက်ခဲ့တယ်ကျတို့ဆောက်ပြီးတော့ဆေးလူတွေလူခဲ့တာပေါ့2009ကနေပြီးတော့2021ထိအောင်ဒါဆေးအလူကိုပေးလူခဲ့တယ်ပေါ့အဲ့ဒီကနေစင်ပွားနဲ့အခုဒီရတ္တိဒေသမှာလည်းပဲဆေးအလူကိုပေးပြသွားတယ်ပေါ့ယခုတော့အဲ့ဒီရွှေစံနဲ့ဓမ္မတရကုသိုလ်ကြီးဆေးရုံကနေဆင်းပြီးတော့လာလိုက်တာရွှေလီဟိတ်ဆေးရုံကြီးဆိုပြီးတော့ဒီနေရာမှာပေါ်လာမှာဖြစ်ပါတယ်ဆေးရုံကြီးကိုဘလို့ဆောက်လို့လူတန်းကြတာတော့ဆိုတော့ငါဖះကိုချစ်ကြည်ညိုကသူအိုသူနာအနာထာကိုယိုသေးလေးမြလှုပ်ကြွေးအပ်၏မြတ်စွာဘုရားမိန့်ပါတော်မူတဲ့စကားဖះကိုကြည်ညိုတယ်ဆိုလို့ရှိရင်တန်ဃာတော်တွေကိုလှုပ်ကြွေးပါလူအိုတွေလူနာတွေကိုဆောင်းလျှောက်ပါတဲ့မြတ်စွာဘုရားရဲ့အမိန့်ရှိတယ်ဘုရားကိုကြည်ညိုလိုက်တာဘုရားကိုကြည်ညိုလိုက်တာဘုရားတပည့်တော်တို့ဗုဒ္ဓဘာသာတွေပါဘုရားလို့ဆိုလို့ရှိရင်တန်ဃာတော်တွေကိုပြုစုပါတဲ့နံပါတ်1နံပါတ်2လူအိုတွေလူနာတွေကိုဆောင်းလျှောက်ပါအဲ့ဒါဘုရားကြည်ညိုရောက်ပါတယ်ကဲဒီလိုဆိုတော့ခဏဒါဥစ္စာမှုတော်ပွဲရွှေလီဟင်းပွဲယုံမိသားစုတို့ကရွှေစံနဲ့ရွှေလီဟင်းကုသိုလ်ပြဆေးရုံကြီးဆောက်လုပ်ပြီးတော့လှူဒန်းပါပြီဘာလို့လှူဒန်းတာတော့ဆိုတော့ဘုရားကိုကြည်ညိုလို့လှူဒန်းသည်တရားကိုကြည်ညိုလို့လှူဒန်းသည်သံဃာကိုကြည်ညိုလို့လှူဒန်းသည်ဒါဘုရားတရားသံဃာယရဏမြတ်သုံးပါးကိုကြည်ညိုလို့လှူတာဘယ်မှာဘုရားပေးလို့မဟုတ်ဘူးဒီလိုဆိုတော့ဘုရားတရားသံဃာယရဏမြတ်သုံးပါးကြည်ညိုပြီးတော့လှူတော့ဘာဖြစ်တုံးဆိုတော့ဘုရားကြည်ညိုဘုရားကိုယ်ွယ်တကိုးကျွယ်အပေမကြချမ်းသာရာဘုရားကိုကြည်ညိုတဲ့ပုဂ္ဂိုလ်တွေဟာတကိုးပါဝါအာဏာတွေကြီးလာလိမ့်မယ်တဲ့နော်ဒါစိတ်ဆွမ်းရင်တကိုးတွေပါပဲကြီးလာလိမ့်မယ်ဆိုတော့လောကရဏနေနဲ့တွေ့ကြုံလဲဆိုရင်ခံနိုင်ရှိလိမ့်မယ်အဲ့ဒီလောကရဏတွေကလည်းပဲတွေ့ကြုံနိုင်လောက်တဲ့လောကရဏကိုပဲတွေ့မယ်ဆိုတော့မခံစားနိုင်လောက်တဲ့အန္တရာယ်တွေကအလိုလိုကင်းသွားလိမ့်မယ်ဘုရားတကူကြောင့်
ဒါဖရာကြီးညိုလို့ရွှေလင်းပွဲုံမိသားစုတွေကဒီမှာဆေးရုံကြီးဆောက်လို့လူတန်းတာဆိုတော့ဖရာကြီးညိုတဲ့အကျိုးကဘာလို့ဆိုတော့မိမိတို့ကိုယ်နဲ့စိတ်နဲ့မခံနိုင်တဲ့လောကဓာတ်မတွေ့တော့ဘူးဖရာကြီးညိုတဲ့ပုဂ္ဂိုလ်တွေ့မဲ့အရာတွေကတော့ရှိတယ်ဘယ်လိုဟာတွေလဲဆိုရင်ခံနိုင်ရရှိတဲ့အရာလောက်ပဲတွေ့မယ်အလုံးစုံတကူကရှိသွားလို့တဲ့ကုသိုလ်တကူကောင်းမှုတကူတွေရှိသွားလို့အဲ့ဒါကိုပဲဖရာကိုယ်ွယ်တကူကျွဲအပယ်မကြချမ်းသာရာဘေးဒုက္ခတွေမရောက်တော့ဘူးအပါယချမ်းသာဒုက္ခနဲ့မကင်းတော့ဘူးပေါ့အဲ့ဒါအပယ်ဆိုတာချမ်းသာဒုက္ခကင်းတဲ့နေရာကြီးပေါ့အပယ်မကြတော့ဘူးဆိုချမ်းသာဒုက္ခနဲ့ကင်းတဲ့နေရာကိုမရောက်တော့ဘူးဒါဘုရားကိုယ်ွယ်တဲ့အတွက်ကြောင့်အပယ်မကြချမ်းသာရအမြဲတမ်းချမ်းသာမှုကိုခံစားရနိုင်မယ်တဲ့ကဲဒါကြောင့်ကနေ့ဒါမြတ်စွာဘုရားသာသနာကိုကြီးညိုကြတဲ့ရွှေစံတဲ့ရွှေလီဟိန်တန်တိမုခအဓိပတိကျောင်းတာရကဥဆံမှုရွှေစံတဲ့ရွှေလီဟိန်တန်တိမုခအဓိပတိကျောင်းအမကြီးဒေါ်ပွဲမိသားစုများတို့ဟာဘေးတွေတန်းတွေရန်တွေအန္တရာယ်တွေကင်းပြီးတော့အဲ့ဒါဘေးတွေတန်းတွေအန္တရာယ်တွေကနေမိမိတို့ကိုယ်တိုင်ကောင်းမှုအစွမ်းကုသိုလ်အစွမ်းတို့ဖြင့်ဖယ်ရှားနိုင်ကြပြီလေချမ်းသာကြလိမ့်မယ်ဆိုတာအကောင်းဆုံးယုံကြည်ပြီးတော့အသက်ထက်ဆုံးချမ်းသာအောင်နေထိုင်ကြပါနောက်ဒီရွှေစံတဲ့ရွှေလီရဲ့ကုသိုလ်ပစ္စည်းကိုညီဆောက်လို့လူဒန်းတာဟာဘာလို့ဆောက်လို့လူဒန်းတာတော့တရားကိုကြည်ညိုလို့ဆောက်လို့လူဒန်းတာတရားကိုကြည်ညိုတော့ဘယ်အကျိုးပေးမလဲဆိုတော့တရားကိုယ်ွယ်သိဉာဏ်ကျွဲအပယ်မကြချမ်းသာရာတရားကိုကိုးကွယ်တဲ့ပုဂ္ဂိုလ်တွေဟာအသိဉာဏ်နဲ့ပြည့်စုံလာနိုင်တယ်။တရားဆိုတာလည်းအသိပဲလေ။အဲ့တော့အသိဉာဏ်နဲ့ပြည့်စုံလာလို့ရှိရင်အပယ်မကြဆိုတာအပယ်ဆိုတာပါဠိစလုံးပဲ။ဘာသာပြန်လို့ရှိရင်ဆင်းရဲဒုက္ခကင်းဆင်းရဲဒုက္ခချမ်းသာဒုက္ခကင်းတာကိုအပယ်လို့ခေါ်တယ်။အဲ့တော့အပယ်မကြဆိုတာဆင်းရဲဒုက္ခတွေနဲ့ပြည့်စုံတဲ့ဆင်းရဲဒုက္ခတွေနဲ့တွေ့ကြုံမဲ့နေရာမကြတော့မရောက်တော့ဘူးလို့ဆိုလိုတယ်။နောက်ကစကလုံးကဘာလဲဆိုတော့ချမ်းသာရတဲ့ချမ်းသာလာလိမ့်မယ်ဒါတရားကိုပူဇော်ပြီးတော့လှူဒန်းတဲ့အကြောင်းအလှူတော်ကြီးတွေတရားကိုပူဇော်ပြီးတော့လှူဒန်းတဲ့သာသနာဝတ္တကအကြောင်းကြီးအလှူတော်ကြီးတွေတရားကိုပူဇော်ပြီးတော့လှူဒန်းတဲ့ဒီမှာတန်ခါဆေးရုံကြီးဟုတ်တယ်မလားအရာလေးမျက်နှာလာသမျှဒါနာမကျမ်းကြတဲ့ပုံကိုယ်တွေကိုစောင့်ရှောက်နေဖို့ရွယ်ပြီးလှူဒန်းတဲ့ဆေးရုံကြီးအလှူဟာအလုံးမမြတ်တဲ့အလှူတရားကိုကြီးညိုပြီးတော့လှူဒန်းတာအဲ့တော့တရားကိုကြီးညိုတယ်ဆိုကြတဲ့ကောဘာရှိလို့ဆိုအသိရှိတယ်လေအသိရှိလို့မလို့တရားရှိတယ်လို့ခေါ်တာပေါ့အသိမရှိရင်တရားမရှိတော့ဘူးတရားမရှိတရားမကြီးညိုတော့ဘူးပေါ့တရားကြီးညိုတဲ့ပုဂ္ဂိုလ်တွေကတရားရှိတယ်တရားရှိရင်အဲ့ဒီအသိတရားကနေပြီးတော့ကိုယ့်ကိုယ်ကာကွယ်သွားလိမ့်မယ်စောင့်ရှောက်သွားလိမ့်မယ်ဆင်းရဲဒုက္ခတွေမရောက်အောင်လည်းပဲပြုလုပ်ပေးလိမ့်မယ်နောက်ပါလဲဆိုလို့ရှိရင်ချမ်းသာဒုက္ခနဲ့ပြည့်စုံအောင်လည်းဆောင်ရွက်ပေးလိမ့်မယ်ဒါကြောင့်ရွှေစံတဲ့ရွှေလီဟိတ်သာနိမုခအဓိပတိကျောင်းတာယကအကျောင်းတာယကမှာများပြကြတဲ့ဥစ္စာမှုတော်ပွဲမိသားစုများရွှေစံတဲ့ရွှေလီကုသိုလ်ကြီးကုသိုလ်ပြဆေးုံကြီးကိုဆောင်းလလူတန်းကြတဲ့ဆေးုံတာယကဇာယိကမတို့ဟာငါတို့ဟာဆင်းရဲဒုက္ခတွေမကြောက်အောင်ပဲနဲ့ဘဝတသက်တာငါတို့ချမ်းသာမှုတွေနဲ့ပြည့်စုံကြလိမ့်မယ်ဆိုတာယုံကြည်ပြီးတော့ဘဝတသက်တာချမ်းချမ်းသာသာသာသနာပြုလုပ်ငန်းတွေကိုအာပါတရားဆောင်ရွက်ကြနောက်ဒီဆေးုံကြီးတွေဆောင်းလလူတန်းတာဟာတန်ဃာကိုကြည်ညိုလို့ဆောင်းလလူတန်းတာတော့တန်ဃာကြည်ညိုတန်ဃာကိုးကွယ်စီးစိမ်ကျွယ်အပယ်မကြချမ်းသာရာတန်ဃာကိုးကွယ်ဘာဖြစ်တုံးဆိုတန်ဃာကိုးကွယ်တော့လှူကြတာဟုတ်အခုကလည်းကျောင်းတွေမြို့ထဲမှာလည်းလှူထားတာအရာလေးနဲ့နာမှာလည်းလှူထားတာတို့ရွှေစံတဲ့ကျောင်းမှာလည်းလှူထားတာဆိုတာအဲ့ဒါဘာလို့ဆိုတန်ဃာကိုးကွယ်တာပဲလေတန်ဃာကိုးကွယ်တာပဲအဲ့တော့တန်ဃာကိုးကွယ်တော့ဘာဖြစ်တော့လှူတယ်လေလှူတော့ဘာဖြစ်တော့လှူတဲ့အကျိုးတွေရတာပေါ့လှူတဲ့အကျိုးကဘာအကျိုးတော့ချမ်းသာတဲ့အကျိုးလေအဲ့ဒါစင်ပွားချမ်းသာလာတာဟုတ်တယ်မလားဥစ္စာမှုတော်လည်းချမ်းသာတယ်ဒေါ်ဘွယ်လည်းချမ်းသာတယ်ဥစ္စာမှုသားတွေသမီးတွေဒေါ်ဘွယ်သားတွေသမီးတွေအကုန်လုံးချမ်းသာကြတာပဲအဲ့ဒါစင်ပွားလှူလာလို့အဲ့ဒီအကျိုးတွေကလေကားတက်တယ်လို့အကျိုးပေးနေတာမြင့်တဲ့ဘဝတွေကိုပို့နေတာချမ်းသာတဲ့ဒီကိုပို့နေတာအဲ့ဘာလို့လဲဆိုတန်ဃာကိုကိုးကွယ်လို့တန်ဃာကိုပူဇော်လို့တန်ဃာကိုလှူဒန်းလို့ပဲခုလည်းပဲဒီเจ้าသားကြီးထဲမှာဆောက်လို့လှူဒန်းထားတဲ့ရွှေစံနဲ့ရွှေလင်းတန်တိမုခအဓိပတိကျောင်းတော်ကြီးလည်းတန်ဃာကိုပူဇော်ပြီးတော့လှူဒန်းထားတယ်အခုဒါရွှေစံနဲ့ရတနာမျိုးဝေကျောင်းတဲ့သာသနာတော်ကြီးရှေခန့်၍တည်တံ့ပါသည်ဖြင့်အကျုံးကတန်ဃာကိုပူဇော်တော်အပြင်သာသနာဝတ္တကအမည်တအေကလှူဒန်းတယ်အခုလည်းပဲတန်ဃာတော်တွေကိုဥထိတ်ထားပြီးတော့ရွှေစံနဲ့ရွှေလင်းကုသိုလ်ပြဆေးရုံကြီးကိုဆောက်လို့လှူဒန်းတယ်ဆိုတော့ဒါလှူဒန်းတာအဲ့ဒါဒါနဆိုတာချမ်းသာတဲ့အရာလေသီဝဥစ္စာတိုးတဲ့အရာလေအဲ့ဒီလိုဒါန
ပြုတဲ့နေရာမှာတော့တန်ဃာကိုပြုပါတန်ဃာတွေကဓက္ခိနေရလည်းဖြစ်ပါတယ်ဘုံညက်ခိတ္တအနုတ္တရလည်းဖြစ်ပါတယ်ဒါချမ်းသာဖို့ရည်ပြီးတော့ပေးလူမယ်ဆိုရင်တန်ဃာကိုပြုပါနောက်ပြီးတော့အကျိုးတရားတွေဖုံးဖွံ့ဖြိုးဖြိုးရဖို့တူမယ်ဆိုရင်ဘုံညက်ခိတ္တအနုတ္တရလို့ခေါ်တယ်အကောင်းဆုံးလေယာမြေနဲ့တူတဲ့တန်ဃာမှာကုသိုလ်ဒီကုသိုလ်မျိုးစေ့ကိုစိုက်ပျိုးပါလို့ဆိုပြီးတော့ဒါမြတ်စွာဘုရားမိန့်မာတော်ဖြစ်တယ်မိန့်မာတော်မူထတာဖြစ်တဲ့ကြောင့်ရွှေလင်းပွဲရုံမိသားစုတို့ကတန်ဃာကိုလှူဒန်းကြတာတန်ဃာဒီဟုသောလေယာမြေကောင်းမှာမျိုးစေ့ကောင်းတွေစိုက်ပျိုးရှဲချတာဖြစ်တဲ့ကြောင့်အဲ့ဒါဒီအလှူဒါနတွေကြီးပွားတဲ့အကျိုးတရားတွေဖြစ်ထွန်းပြီးတော့ချမ်းသာခြင်းကြီးပွားခြင်းအကျိုးတရားတွေပေးမှဖြစ်ပါတယ်အဲ့ဒါအပေမကြဆိုရတဲ့ဆင်းရဲဒုက္ခတွေရှိတဲ့နေရာကိုမကြတော့ပါဘူးမရောက်တော့ပါဘူးကောင်းမှုတွေကနေကာကွယ်ပေးမယ်အခုခေတ်အခုကာလဟာဘယ်သူကမှကာကွယ်ပေးလို့မလုံးချုံပါဘူးကုသိုလ်ကောင်းမှုကကာကွယ်ပေးမှလုံးချုံတာဖြစ်ပါတယ်အဲ့ဒီကုသိုလ်ကောင်းမှုကိုတို့တွေကဒါပြည့်ပြည့်ဝဝပြုရမှာအဲ့လိုပြည့်ပြည့်ဝဝပြုကြတဲ့လူတွေထဲမှာပြုနေကြတဲ့လူတွေထဲမှာရွှေလီဟိမိသားစုတွေပါပါတယ်ဒီရွှေလီဟိမိသားစုတွေဟာအခုကာလမှာလည်းကုသိုလ်တွေကိုပြည့်ပြည့်ဝဝပြုနေကြဖြစ်တဲ့ကြောင့်မိမိတို့တွေငါတို့ဆင်းရဲဒုက္ခနဲ့ရောက်တဲ့နေရာတွေမှာမရောက်တော့ဘူးမကြတော့ဘူးချမ်းသာဒုက္ခနဲ့ပြည့်စုံပြီးတော့ငါတို့ချမ်းချမ်းသာသာသာသနာပြုနိုင်လိမ့်မယ်ဆိုတာယုံကြည်ပြီးတော့တတ္တာသီလသုတ္တစာကပညာသူတော်ကောင်းတရားကိုယင်ထဲမှာကိန်းတဲ့ကိန်းအောင်ပြည့်တဲ့ပြည့်အောင်မိမိတို့ကိုယ်တိုင်ကြိုးစားကြထို့သို့ကြိုးစားကြ၍ဘေးကနေကင်းတဲ့ကင်းကြချမ်းသာတဲ့ချမ်းသာကြငြိမ်းအေးတဲ့ငြိမ်းအေးကြပြီးလေနောက်ဆုံးအချမ်းသာကြီးချမ်းသာအငြိမ်းအေးကြီးငြိမ်းအေးရာဖြစ်သောနိဗ္ဗာန်ချမ်းသာကိုဉာဏ်မကြကိုယ်စီကိုယ်ငှမျက်မှောက်ပြုလွယ်နိုင်ကြပါစေကုန်သတည်းကဲရေစက်ချမရေစက်ခွက်တွေကနေကြလိုက်ဆိုကြရေစက်ချအမြဝင်ကြဆိုရှင်မြတ်တို့ဘုရားဥစ္စာဖူးတော်ပွဲမိသားစုတို့ကဖိတ်ကြားထားသောဆွေတော်မျိုးတော်များဓမ္မမိတ်ဆွေများနှင့်အတူတကွာရွှေစံရတနာဖြိုးဝေကြောင်းတိုက်ဗုဒ္ဓမြတ်စွာသာသနာတော်မြတ်ကြီးအခြေခံ၍တည်တံ့ပါစေခြင်းအကျိုးမှာသာသနာဝတ္တကညီအလူတော်ကိုနှစ်ဧကအလူတော်ကိုရေဆက်သုံးချ၍လူရမ်းပါ၏ရှင်ဗျာကိုမြေပေါ်၌မြတ်စွာဘုရားကိုကြီးညိုလှသဖြင့်၎င်းတရားတော်မြတ်ကိုကြီးညိုလှသဖြင့်၎င်းသံဃာတော်မြတ်ကိုကြီးညိုလှသဖြင့်၎င်းရွှေစံွယ်ရွှေလီဟိကုသိုလ်ပင်ဆေးရုံတော်ကြီးကိုဆောက်လုပ်နိုင်ရန်ပနတ်တင်အလှူတော်ကိုရေဆက်သုံးချ၍လူရမ်းပါ၏ရှင်ဘုရားအာယုံစွာအလှူတော်နေစွာအလှူတော်နှင့်ညချမ်းကာလ၌တရားအလှူတော်တို့ကိုလည်း53နှစ်ပြည့်ဝိနည်းရှင်ကိုဝင်းလာ၏ဝိနည်းမင်္ဂလာချိန်ခါ၌ဝိနည်းရှင်ကောင်းမှုရှင်မိသားစုဝင်များနှင့်ရောက်ရှိလာကြသူများအားလုံးဘေးရန်ကင်း၍ချမ်းသာကြစေရန်ရေဆက်သုံးချ၍လူရမ်းပါ၏ရှင်ဘုရားဒီကောင်းမှုတို့ကြောင့်ကျောင်းတရားကာကြီးဥစ္စာဖူသည်ရင့်မြတ်သောဘုံဘဝတို့၌ချမ်းသာဒုက္ခအပေါင်းတို့နှင့်ပြည့်စုံပါစေတည်းတပည့်တော်တို့လည်းဘေးရန်ကင်း၍ချမ်းသာပြီးလျင်ယန္တိဗံကိုလင်းမြန်စွာမျက်မှောက်ပြုအပ်ပါလို၏ဒီကောင်းမှု၏အဖို့ဘာကကိုကျောင်းတရားကာကြီးဥစ္စာဖူအားရေဆက်သုံးချ၍အမြပေးဝေပါ၏ကျောင်းတရားကာကြီးဥစ္စာဖူအားအမြ
ပေးဝေပါ၏ကျောင်းတာယကကြီးဥစ္စာဖူအားအမြပေးဝေပါ၏တပည့်တော်တို့ဝါဟောင်းဘဝတိကတော်စัจကြသောမိဘဘိုးဘွားဆွေမျိုးများအ၎င်းကိုဆောင်နတ်ကျောင်းဆောင်နတ်အိမ်ဆောင်နတ်ရွာဆောင်နတ်တို့နှင့်ဒီတရားဌာန၌ရှိကြကုန်သောဘုံမစိုးယုတ်ကစိုးအာဃာတစိုးနတ်မြတ်နတ်ကောင်းနတ်အပေါင်းတို့အား၎င်းဒီတရားဌာနနှင့်ဆက်ဆက်ကြကုန်သောပုဂ္ဂိုလ်တ attva အပေါင်းတို့အား၎င်းအမြပေးဝေပါ၏30ဘောအလုံးစုံသောတ attva တို့သည်တပည့်တော်တို့နှင့်သတ္တုညီမြအမြရကြ၍ချမ်းသာကြသည်ဖြစ်ကြပါစေသောအာလုံးရကြသည်ရောကြပါကုန်လောသာဓုသာဓုသာဓုအာလုံးကြသည်ရောကြပါကုန်လောသာဓုသာဓုသာဓုအာလုံးကြသည်ရောဆေးရုံတော်ကြီးပနတ်တင်မင်္ဂလာခြေဥစွာအခမ်းအနားသာသနာဝတ္တကမြေလှူဒန်းခြင်းအခမ်းအနားအစီအစဉ်အောင်မြင်ပြီဖြစ်ပါသောကြောင့်ဗုဒ္ဓသာသနာစီတံတိတ်တုသုံးကျင်ရွတ်ဆိုပြီးတော့အဋ္ဌံပြုကြကုန်စို့ဗုဒ္ဓသာသနာစီတံတိတ်တုဗုဒ္ဓသာသနာစီတံတိတ်တုဗုဒ္ဓသာသနာ
Yeah.